ဒီဘူတောင်လဲဈေးထဲမှာဝယ်တာကြပြီလား ကြာလာပြီနေရာကြာလာ နေရာကြပြီအဲ့ဆိုသမီးအကူညီလေးတစ်ခုလောက်တောင်းနေတယ် ကျောင်းမှာ ဒီဈေးထဲမှာလေဟွာသဘောကောင်းတဲ့ဆိုင်ရှင်လေးဆိုတာရှိလား ရှိပါတယ် ဟုတ် ရှိပါတ ဒါဒီဆိုင်လေးဖြစ်မလဲ အန်ဒီအခုပဲဝယ်ခဲ့တယ်ငါးဆိုင်လေးပေါ့နော် ငါးဆိုင်လေး အဲ့ကောင်မလေးသဘောကောင်းပါ ငါးဆိုင်လေးပေါ့အဲ့ဆို तू ကဘယ်နားလေးမှာရှိလောက်လဲ ဒီဈေးဟိုဒီနားလေးလားဒီနားလေးကို ဒီလမ်းလျှောက်လမ်းမှာ လျှောက်လမ်းမှာ ဟုတ်ဟိုက तू ကသူ့ဘေးနားမှာရောဘယ်ဘာဆိုင်လေးတွေရှိလဲအဲ့ညီမလေးဆိုင်မှားမှာဆိုလို့သူ့ဘေးနားမှာရောဘာဆိုင်လေးတွေရှိလဲ ငါတောက်လျှောက်သွားတယ်ငါလမ်းငါဈေးဟို90ဒီနဲ့တောက်လျှောက်ရှေ့ဆုံးမှာအေး လူငယ်လား အဲ့မော်နည်းနည်းလငယ်တော့ငယ်ဒီလိုငယ်ပါပေါ့ အော်ဟုတ်အဲ့လေဘာဖြစ်လို့အဲ့ဆိုင်လေးကိုရွေးတာလဲသဘောကောင်းတယ်ဆိုပြီးတော့မမနဲ့ဘာအမှတ်တရလေးရှိလဲ ဒီကဘာပဲဖြစ်ဖြစ်လေကိုကဝင်လိုက်ပြီဆိုလို့ရှိရင်လေချူချူတာတာလေးနဲ့လေပြောတယ်အန်ဒီဘယ်လိုလိုချင်လဲပေါ့နော်လိုဝင်တိုင်းတစ်လောက်ကလေးကိုပဲသူကရောင်းပေးတယ်အဲ့ဒါမျိုးတချို့ဆိုလို့ရှိရင်လေဒီလောက်ပဲရမှာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်ကိုဝင်တိုင်းတဲ့လောက်ဈေးလေးနဲ့ပဲသူကဟိုစိတ်ကျင်တတ်အောင်လုပ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးဟုတ်တယ်နော်အဲ့ဒါသဘောကောင်းတယ်နော်ဆိုင်ရှင်ဟုတ်နောက်တစ်ဆိုင်လေးညှိုးပေးရမယ်ဆိုရင်ဒိုင်ဆိုင်လေးညှိုးတင်ပေးလို့ နောက်တစ်ဆိုင်ညွှန်ပေးမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကတော့ဟိုးအရှိနားမှာရှိတဲ့ငချောင်းငချမ်းဆိုင်ပေါ့နော်ဒီလျှောက်လန်းတက်တဲ့ပဲလားတို့ပါရောင်းတာ ဒီလျှောက်လန်းတက်တဲ့ပဲ ဒီလျှောက်လန်းတက်တဲ့ပဲအောင်မြစ်တာဟိုနှစ်လန်းကထိုက်တယ်အဲ့နာဘီနာမှာဟိုဖောက်ဆဲဆိုင်လေးရှိတယ်ဖောက်ဆဲဆိုင်ရဲ့ရှိရအဲ့ကောင်မလေးတက်တိုင်လေးနား အော်တက်တိုင်လေးနားမှာ အဲ့ကောင်မလေးကဆိုရင်ငချောင်းငချမ်းဝင်အန်တီအပီစီမှာပဲဝယ်တယ်သူကဘောကောင်းတယ်အဲ့တော့သူဆိုင်မှာလည်းအမြဲဝင်ပြစ်တယ်သူကလည်းသဘောကောင်းတာကြတော့ဒီလိုပဲဆွမ်းနာဆိုဈေးပြောတာစကားပြောတာချိုးတာတယ် ကိုစိတ်ကျင်တာဝယ်သူစိတ်ကျင်တတ်အောင်သူကလုပ်ပေးတယ်အဲ့ဒါမျိုးလေးပေါ့နော် ဟုတ်ကဲ့ပါကျေးဇူးပါနော်အချိန်ပေးဖြည့်ပေးလို့ဟုတ်ကဲ့ဒီဘူတောင်လမ်းမှာဈေးဝယ်တဲ့အင်ရှင်မတွေငါလေးကလိုက်မိတာအင်ရှင်မတွေကဘာပြောလဲဆိုတော့ဒီဆိုင်နဲ့အောင်မြတ်တာငါးလမ်းရဲ့ရှိကအမငါဒီ9ယောက်နဲ့မမသဘောကောင်းတယ်တဲ့ဆိုင်ရှင်ကသဘောကောင်းတယ်လိုတလောက်လေးတွေပဲရောင်းပေးတယ်ဈေးလည်းမတက်ဘူးပေါ့အဲ့လိုမျိုးလေးပြောလို့မမတို့တမီးကလာပြီးတော့မှတ်တမ်းတင်တယ်ဟုတ်မမရောင်းတာကြပြီလား9နှစ်လောက်ပဲရှိဟုတ်မမအဲ့လိုလာဝယ်တဲ့အချိန်မှာမတူတဲ့ဈေးဝယ်တဲ့လူတွေမတူတချို့ဆိုလို့ရှိရင်နည်းနည်းအစီမပြေတဲ့ဈေးဝယ်တဲ့လူတွေနည်းနည်းပြောရဆိုတာတက်တဲ့ဈေးဝယ်တဲ့လူတွေဆိုတော့တွေ့ရင်မမဘလို့စိတ်နဲ့ပြန်ပြီးတော့ရှင်းလဲဘလို့စိတ်လေးနဲ့ရောင်းလဲ လူကလည်းအစင်ပြောင်ရောင်းပေးရတာပဲဆိုကြတော့လည်းကတိကခတ်ကိုရောင်းနေတော့ရောင်းပေးလိုက်တာ ဈေးရင်းစစ်တဲ့ဈေးဝယ်သူတွေနဲ့ရောကြုံဘူးလား ခုနတော့ကြုံဘူးလေပေးလိုက်တာပဲ လျှော့ပေးလိုက်တယ်ပေါ့ ဆော့ပေါ်ပေးလိုက် ကိုလျှော့ပေးနိုင်တဲ့လောက်လေးတော့လျှော့ပေးတာပေါ့နော် ပုံချော့ပေးတယ် ဟုတ်မမဘလို့တီးခံလဲလို့ တာဘူးဝယ်လို့9000ပဲပါလေသူလည်းရတယ်နောက်တစ်မှပေး အာ ကိုစိတ်ကူလိုပေးပလိုက် ဟုတ်အဲ့လိုမျိုးလေး ချော့ကြလဲအကျွတ်လို့ကျင်လို့ဒီလောက်ပဲပါတယ်ဆိုတော့လည်းအဲ့လောက်ပဲ အဲ့လောက်လေးပဲလျှော့ပေးရဟုတ်တချို့ဆိုလို့ရှိရင်တော့မရအောင်နော်ဒီအလေးချိန်30သားဆိုလည်းမရောင်းချင်ဘူး30သားနဲ့တော့မရဘူး ဘယ်မှာသူကဘယ်ရောင်းလဲသူတို့လိုဝယ်နိုင် ဝယ်နိုင်သေးလေအော်အဲ့ကြောင့်မို့သဘောကောင်းတယ်ဆိုပြီးနာမည်ကြီးညတယ်လေဟုတ် ရတယ်အနိ30သားဆိုတော့ရတယ်30သားလည်းရောင်းတယ်ကိုရောင်းပြီ မဘူတောင်လဲမှာဈေးဝယ်တာကြပြီလား အကြပြီမှ ဘယ်ဆိုင်လေးသဘောကောင်းလဲမဝယ်သမျှတယ်မှာ ငါဝယ်နေကြဆိုတော့ဟိုအောင်မြစ်တာငါလမ်းနဲ့ အောင်မြတ်တာ9လမ်းသားဆိုင်ဘယ်ဆက်ကြောင်မှဒီဆိုင်လေးကိုသဘောကောင်းတယ်လို့ပြောရလဲ ပြီးတော့ဈေးရောက်တာသဘောလဲကောင်းတယ်ချိုးလဲချိုးတာတယ်ဒီလောက်တိုးတိုးထော်ထားရောက်တာမဟုတ်ဘူး အော်ဟုတ် သူတို့ကငါဆိုရင်ဒီမှာကျလက်တာကိုရောင်းတယ်အဲ့လိုမျိုးကောင်းတဲ့ငါကိုရောင်းတယ်ပေါ့နော်ပြီးတော့လေးလဲပြည့် လေးလဲပြည့်တယ်ဆိုင်ရှင်ရောသဘောကောင်းလား ဆိုင်ရှင်လဲသဘောကောင်းတယ် ဟုတ်ကဲ့အဲ့မဝယ်နေကြပြီပေါ့ဆိုင် ကြာပြီမမတို့ဒီဆိုင်မှာဟိုငယ်လေးလေးရဆိုတော့ အော်ဟုတ်အဲ့ဆိုင်လေးလိမ့်စာလေးတစ်ချက်လောက်ညှိုးပေးပါလားဘယ်နားလောက်လေးမှရှိမှာဘူတောင်လဲ အဲ့ဆန်လိုင်းသေးကြီးဘူတာယုံလမ်းအောင်မြစ်တာလမ်းမကြီးဈေးတန်းထဲမှာရှိပါ အောင်မြတ်တာ9လမ်းထိပ် အောင်မြစ်တာငါးလမ်းထိပ်ဟုတ်ကဲ့အောင်မြစ်တာလမ်းမကြီးတန်းမှာပေါ့နော် ဝယ်တဲ့လူတွေလည်းညီမလေးကညှိုးပေးခြင်းလို့ပါရှင်ကျေးဇူးပါနော်မမအချိန်ပေးလို့ဟုတ်ကဲ့ပါအဲ့ဆိုမမနာမည်လေးဘယ်လိုခေါ်လဲတင်တင်ဦးဟုတ်မတင်တင်ဦးဒီအောင်မြတ်တာ9လမ်းရှိမှရောက်ပါတယ်ဟုတ်မမကျေးဇူးပါနော်မမအချိန်ပေးပြီးဖြေကြပေးလို့